အခုပြောပြချင်တဲ့အကြောင်းကတော့2021ခုနှစ်ဇန်နဝါရီလမှာတူရကီစီးရီးယားနယ်စပ်ကဒုက္ခသည်စခန်းတစ်ခုမှာတပ်ပုံဆရာတဦးဟာကဘာကြီးကိုတုံ့လောက်သွားစေမဲ့အခိုက်အတန့်လေးတစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဇဲဆိုတဲ့ဖခင်ဖြစ်သူဟာသူ့ရဲ့ညာဘက်ခြေထောက်မရှိတော့ပါဘူး။သူဟာစီးရီးယားစစ်ပွဲအတွင်းဘုံတန်ကြောင့်သူ့ရဲ့ခြေထောက်ကိုဆုံးရှုံးခဲ့ရတာပါ။အဲ့ဒီတပုံထဲမှာသူဟာရေမောနေတဲ့သူ့ရဲ့သားလေးမူစတာဖာကိုမြောက်ချထားပါတယ်။မွေးရပါချီလက်မပါတဲ့ယောဂနဲ့မွေးဖွားလာတဲ့မူစတာဖာလေးဟာဖခင်ရဲ့လက်ထဲမှာတော့လောကကြီးရဲ့ဒုက္ခတွေကိုမေ့လျော့နေပုံရပါတယ်။ဒီတပ်ပုံဟာဟန်ဆောင်ပြီးပြင်ဆင်ရိုက်ကူးထားတာမဟုတ်ပါဘူး။ဘာမှမကြံတော့တဲ့ဘဝရဲ့အပျက်စီးတွေကြားမှာတာဖာနှစ်ယောက်ရဲ့ပျော်ရွှင်မှုကိုရှာဖွေနေတဲ့အာမန်အခိုက်အတန့်လေးတစ်ခုသာဖြစ်ပါတယ်။ဒီလိုနဲ့ဒီတပ်ပုံဟာ2021ခုနှစ်ရဲ့ Serena International Photo Awards မှာတစ်နှစ်တာအကောင်းဆုံးတပ်ပုံဆုကိုရရှိခဲ့ပြီးကမ္ဘာတဝန်းက social media တွေမှာပြန့်နှံ့သွားခဲ့ပါတယ်။မဲတကယ်ထူးခြားချက်ကတော့သူရရှိတာထပ်ပိုပါတယ်။အီတလီနိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေဟာဒီတပ်ပုံကိုမြင်ပြီးတဲ့နောက်မှာတနာရုံနဲ့မဟုတ်ပဲလက်တွေ့ကြကြကူညီဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူဟာမိသားစုတစ်ခုလုံးအတွက်ဗီဇာနေထိုင်စရာနဲ့စိတ်ကူးတမှုထောက်ပံ့တွေကိုစီစဉ်ပေးခဲ့တယ်။2022ခုနှစ်ဇန်နဝါရီလမှာတော့အဲ့ဒီမိသားစုဟာအီတလီနိုင်ငံစရီနာမြို့ကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။သုံးမှာတော့မူစတာဖာလေးဟာအဆင့်မြင့်စေကူတမှုတွေနဲ့ခြေတူလက်တွေ့သင်တန်းတွေကိုစတင်ခံယူနိုင်ခဲ့ပြီဖြစ်ပါတယ်။